မင်္ဂလာပါရှင်31ရက်5လ2025ခုနှစ်မှာကွယ်လွန်သွားရှာသောသမီးလေးဘရောင်နီအသက်8နှစ်အားရည်စူးပြီးတော့ဆန်9အိတ်ကိုလှူဒန်းပေးသွားပါတယ်ရှင်တာရုပါရှင်ယခုလိုမျိုးအပေခံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလှူဒန်းပေးတဲ့အတွက်ယခုပြုသမျှကုသိုလ်ကောင်းမှုအစူးစူးတို့ကိုကွယ်လွန်သူသမီးလေးဘရောင်နီအသက်8နှစ်မှာလည်းရောက်ရဘဝမှာကြားနိုင်သိနိုင်မြင်နိုင်ပါစေတာရုအနုမောဒနာခေါ်ဆိုနိုင်ပါစေရှင်ယခုပြုသမျှကုသိုလ်ကောင်းမှုအစူးစူးတို့၏အဖို့ပါကားကြောင့်ကွယ်လွန်သူသမီးလေးဘရောင်နီလည်းကောင်းရာမွန်ရာမြင့်မြတ်ရာဘုံဘဝကိုရောက်ရှိပါစေဤကောင်းမှုကုသိုလ်တို့သည်နိဗ္ဗာန်မရောက်မီစัจ जा တန်တရားခြင်းလည်းရာတခြားအင်အားကောင်းသောအထောက်ပံ့များဖြင့်စက္ကန့်မလက်အကျိုးပေးကြပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုတောင်းပေးလိုက်ပါတယ်ရှင်ရည်စူးလူရန်ပေးပါသောချမ်းရည်သူမိသားစုသည်လည်းကိုယ်စိတ်နှပြချမ်းမှချမ်းသာကြပါစေအန္တရာယ်ကင်းဘေးရှင်ပါစေရှင်စီးပွားလာလာပါများလည်းပွင့်လန်းဝေစားကြပါစေအလောက်ကိုင်းကြံစီများလည်းအောင်မြင်ကြပါစေရှင်မရှိစကားမကြားရပါစေနဲ့အလူရည်ဆက်လက်နဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလည်းဖြစ်ကြပါစေရှင်ရရှိပြီးသောစီစဉ်ယရနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေသူတော်ကောင်းများလည်းဆောင်ရှောက်ကြပါ